post workout မှာကျတော့ဘယ်ချိန်မှာစားမှလဲဆိုတာဒီကအရန်ကြီးကြီး workout လုပ်ပြီးမိနစ်30ကနေ2နာရီအတွင်းဒီအဲ့ဒီအချိန်ပိုင်းခြားလေးကိုဒီ anabolic window of opportunity လို့ခေါ်တာဒါတွေကမှတ်သားပြတယ်ဒါဆိုရင်ကျွန်တော်တို့ pre-workout ပြီးတော့ post workout ပါเนาะကျွန်တော် post workout အနေနဲ့ကျွန်တော်တို့ကျွန်တော်အနေနဲ့တည်ထားတာတော့လေ့ကျင့်ခန်းမလုပ်ခင်နဲ့လေ့ကျင့်ခန်းလုပ်ပြီးစားတဲ့ media ဒါမာဆယ်အတွက်ပို့ပြီးတော့ကောင်းတယ်လို့ကစားဖို့အတွက်လည်းပိုကောင်းတယ်လို့ကျွန်တော်တည်ထားတာဆိုတော့ကျွန်တော်အနေနဲ့ post workout လည်းစိတ်ဝင်စားတယ်ပေါ့နော်အဲ့တော့ post workout အနေနဲ့ရောကျွန်တော်တို့ဘယ်လိုစားတော့ကိုရွေးချယ်စားတင်လဲဘာကြောင့်စားတင်တာလဲပေါ့နော်ဟုတ်ပြီpre workout မှာကျွန်တော်ပြောခဲ့တာအဓိကအရေးကြီးတာကျွန်တော် carbohydrate လို့ပြောခဲ့เนาะဟုတ်ကဲ့ဗျဒီ post workout မှာကြတော့ဘာအရေးကြီးဆုံးလဲဆိုတော့ carbohydrate နဲ့ protein ကအရေးကြီးဆုံးပဲဟုတ်ကဲ့ဗျเนาะနှစ်မျိုး carbohydrate ကို protein เนาะဘာလို့အရေးကြီးရလဲဆိုတော့ဒီအလေးမလေးချင်းကနေလုပ်တဲ့အခါမှာကျွန်တော်တို့ဆုံးရှုံးသွားတဲ့ glycogen တွေကျွန်တော် energy တွေအများကြီးသုံးလိုက်တယ်အဲ့မှာကျွန်တော်တို့ဆုံးရှုံးသွားတဲ့ glucose တွေ glycogen တွေကြွက်သားထဲမှာမရှိတော့ဘူးအဲ့ချိန်မှာပြန်လဲဖြည့်တင်းပေးရမယ်ကျွန်တော်တို့ carbohydrate တွေစားရမယ်ဟုတ်ဆိုတော့ကျွန်တော်ဆုံးရှုံးသွားတဲ့ glucose တွေကိုပြန်ပြီးတော့ဖြည့်ပေးရမယ်နှစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့အလေးမလေးချင်းကကြောက်တာမှာကြွက်သားတွေကပြဲတယ်ဆုပ်ပြဲတယ်เนาะအဲ့ဒီပျက်စီးသွားတယ်ပေါ့เนาะအဲ့ဒီပျက်စီးသွားတဲ့ဟာတွေကိုပြန်ပြီးတော့ recovery ကောင်းအောင် repair ပြန်လုပ်ရမှာပေါ့เนาะပြန်ပြီးပြင်ဆင်ပေးဖို့အတွက်ကျွန်တော်တို့ကအသားကိုယူတားတယ်လို့ပဲเนาะအဲ့တော့ဒီ post workout မှာကျတော့ဘာလေးပိုးလာလဲဆိုတော့ timing ဘယ်ချိန်မှာစားမှလဲဆိုတာလေးကအရန်ကြီးကြီးတယ်เนาะဒီကုသနာမှတ်တမ်းတွေမှာပြောထားတာတော့ကျွန်တော်တို့workout လုပ်ပြီးမိနစ်30ကနေ2နာရီတွင်စားရင်ဒါ muscle ကြီးထွားဖို့အတွက်အကောင်ဆုံးအချိန်လေးလို့ပြောတာပေါ့နော်။ဒီပြဿနာအရင်အငင်းခုန်ရှိတာဟုတ်တယ်ဘယ်ချိန်မှာစားတင်တယ်ဘယ်ချိန်မှာစားတင်တယ်ဘယ်ချိန်စားရတယ်ပေါ့။သူကလည်းပြီးချင်း45မိနစ်အတွင်းမှာစားတာအကောင်းဆုံးလို့ပြောကြတယ်နော်။ဟုတ်တယ်ဒါမှတ်သားကြဒါသူပြောတာတော့ပေါ့ဟိုမိနစ်30ကနေ2နာရီအတွင်းပေါ့နော် workout လုပ်ပြီးတချို့ကြတော့လေ4နာရီထိရတယ်ဆိုပြီးတော့ပြောကြတယ်ဒါအခုချိန်ထိလည်းဒီသူစင်နာမတန်းတွေကအငင်းခုန်လေးတော့လည်းရှိနေသေးတယ်ပေါ့နော်အဲ့ဒီအချိန်အပိုင်းခြားလေးကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့ဒီ anabolic window of opportunity လို့ခေါ်တယ်ဒါလေးကမှတ်သားစရာလေးဘာလဲဆိုတော့ကျွန်တော်တို့ဗမာလိုပြန်ရရင်ဒီဟိုပါဘောနော်ကြွက်သားကြီးထွားမှုအခွင့်အရေးပရင်းပေါက်ပေါ့ဟုတ်နော်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီပရင်းပေါက်လေးပွင့်တဲ့အချိန်ကဒီမိနစ်30ကနေ2နာရီအတွင်းပဲပွင့်တယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအသားနဲ့ဒီဟိုဟာ carbohydrate ကိုလုံလောက်စားထားမှကြွက်သားတွေကကောင်းကောင်းစုပ်ယူနိုင်အောင်နော်ဘာလို့အဲ့ချိန်ပဲပွင့်တာလဲဆိုတော့အဲ့ချိန်မှာကျွန်တော်တို့ရဲ့ကြွက်သားတွေက insulin sensitivity အရန်မြင့်ကျွန်တော်တို့စောနပြောခဲ့သလိုပေါ့နော်ကြွက်သားတွေကအစာအရန်ငတ်နေကျွန်တော်တို့ဒီထဲမှာ glucose တွေလည်းမရှိတော့ဘူးကြွက်သားတွေကလည်းစုပ်ပြတ်တတ်နေအဲ့ချိန်မှာ insulin sensitivity အရန်မြင့်နေတဲ့အချိန်မှာ तू ကလာပါဆိုပြီးခေါ်နေတာဟုတ်ကဲ့အဲ့ဒီအချိန်လေးမှာကျွန်တော်တို့က carbohydrate နဲ့ဒီ protein ကိုကောင်းပြပြဝစားပေးလိုက်တယ်ဆိုရင်အကောင်းဆုံးပေါ့နော်အကောင်းဆုံးပဲအဲ့တော့ဘာချိုးနဲ့စားရမလဲပေါ့ဟုတ်ကဲ့ဘယ်လောက်ချိုးနဲ့စားရမလဲဆိုတော့2ချိုး1ဒါမှမဟုတ်3ချိုး1ကာဘိုဟိုက်ဒရိတ်ကိုများစားရများစားရမယ်ဆိုတော့စောနာပြောခဲ့လို့ပေါ့ကျွန်တော်တို့ဒီ pre workout နဲ့ post workout မှာကာဘိုဟိုက်ဒရိတ်ကအရန်ကိုရေးကြည့်ကျန်တဲ့မီတိုင်းမှာကာဘိုဟိုက်ဒရိတ်မစားရင်မစားနိုင်ရတယ်ဒါပေမဲ့ pre workout နဲ့ post workout မှာတော့ကာဘိုဟိုက်ဒရိတ်ကိုထည့်လို့ကျွန်တော်ကြံပေးပါတယ်ဟုတ်ကဲ့ပါဟုတ်